အခုကိုယ်ကြောင့်နေနေရတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့Charing Cross Station ရှင်းတော့မှာရှင်းတော့မှာတော့ဆန္ဒပြပွဲလုပ်နေကြတယ်ဆန္ဒပြပွဲလုပ်နေကြတော့ဆန္ဒပြပွဲလို့ဆိုတာဒီနိုင်ငံစစ်ဖြစ်တာမဟုတ်ဘူးဒီမှာဆိုးတာအပြာရောင်နေနဲ့ဆန္ဒပြပွဲဆိုတာပြောရမယ်ဆိုလို့ရှိရင်ဒါဟိုအစ္စရေးကနေပြီးတော့ပါလက်စတိုင်းကမ်းမြောက်ဒေသမှာသူကဟိုဂျီနိုဆိုက်လုပ်တယ်ဆိုပြီးတော့သူတို့သတ်မှတ်ထားတယ်သတ်မှတ်ထားတော့အဲ့ဒါစစ်ပွဲတွေရဲတာမျိုးတော့ဟိုဖြစ်တယ်လူကတေသွားတာလူ9000လောက်တေသွားပြီအဲ့ထက်မှာကလေးငယ်တွေပါတွေက14000လောက်ပါတယ်14000လောက်ပါတယ်ဆိုတော့အဲ့ဒါကိုစစ်ပွဲတွေပါရောရက်တက်ပေးဖို့တဲ့သူကတောင်းဆိုတာပေါ့နော်မာတို့ညဒါ